ဇာတက္ကရာ1385ခုနှစ်ပထမဝါဆိုလဆန်း12ရက်2023ခုနှစ်ဇွန်လ29ရက်ဇာတာပရိနေ့၌အွန်လိုင်းမှာဟောကြားအပ်သောလူတိုင်းလိုက်နာကျင့်သုံးသင့်သည့်တရားများအကြောင်းတရားဒေသနာတော်မြတ်စွာဘုရားဟောတဲ့တရားတွေထဲမှာအခြေခံတရားတွေရှိသလိုအစမြင့်တရားလည်းရှိတယ်အချင်းချုပ်ပြောမယ်ဆိုလို့ရှိရင်ဘုရားဘာသာတွေအနေနဲ့လူတိုင်းလူနိုင်ကပထမအဆင့်အနေနဲ့သီလကျင့်သုံးရမှာဖြစ်တယ်ဒုတိယအဆင့်ကျတော့သီလကိုအခြေခံပြီးတော့သမာဓိကိုမြင့်တင်ရမှာဖြစ်တယ်တတိယအဆင့်အနေနဲ့ကတော့သမာဓိကိုအခြေခံပြီးတော့ပညာကိုမြင့်တင်ရမှာဖြစ်တယ်ဒါဗုဒ္ဓတွေရဲ့ဘုရားဘာသာတွေလိုက်တာအမဲ့အချက်၃ချက်ပဲပေါ့သီလသမာဓိပညာသိက္ခာ၃ရပ်ဓမ္မစရိယဆိုတာအဲ့ဒီသိက္ခာ၃မျိုးကိုပဲခေါ်တာပဲနော်မဂ္ဂင်၈ပါးဆိုတာလည်းဒီ၃ခုပဲခေါ်တာအဲ့တော့ဒီအစင်းမြင့်တရားတွေကျင့်သုံးမှုတွေမှာသီလနဲ့ပတ်သက်လာလို့ရှိရင်တဲ့ကအဗနာမကျဲတယ်အဲ့တော့သိလိုက်တာလေတချို့ကအရေးမပါဘူးထင်တာနော်ဘုရားဘာသာတွေပါအရေးပါမဲ့အချက်ကလေးတွေကိုခုပြောပြလူတိုင်းအတွက်အရေးကြီးတဲ့အိုင်နာကျင့်သုံးရမယ့်အချက်ကလေးတွေရှင်သာရိပုတ္တရာကဟောပြောခဲ့တဲ့ထင်ပဲဒီအချက်တွေပါတယ်ပေါ့အဲ့ဒီမှာသာခလယနဲ့ပဋိသန္ဓာရဆိုတာပါဠိလိုသာခလယပဋိသန္ဓာရဒီနှစ်ခုကဆက်ဆက်သာခလယဆိုတာပါဠိကတော့နည်းနည်းစိတ်နေတော့စကားပြောတာနဲ့ပတ်သက်လာလို့ရှင်ပြပြောတတ်တာဟာဒါလူတိုင်းလောက်ရမယ်အကျင့်တရားပဲအဲ့တော့ဘုရားဘာသာဆိုတာဆက်ဆံရေးပြရမယ်စကားပြောတာသာခလယဆိုတာသခိလတဏ္ဏသခိလတမ္ပတံဆိုတရားမင်းကြီးလူဘဝတော့ငါကျင့်သုံးခဲ့တဲ့သူတော်ကောင်းတရားဆိုတဲ့ပဲအဲ့ဒီသခိလဆိုတဲ့စကားလုံးလာတာသခိလတဣဒံသာခလယသာခလယဆိုတာစကားပြောရင်ပြရမယ်နော်အပြစ်ကင်းတဲ့စကားပြောရမယ်သူတော်ဘာဒေါသဖြစ်အောင်မပြောရဘူးနော်အပြစ်ကင်းပြီးတော့နားချမ်းသာတဲ့စကားမျိုးပဲပြောရမယ်ကိုပြောတဲ့စကားကြားရင်လူဟာစိတ်ထဲမှာကျဉ်းနှံ့သွားဟရိယငါမှာနှလုံးသားတဲ့အထိရောက်သွားတဲ့စကားမျိုးနှလုံးသားထဲမှာစူးစေရတဲ့စကားမျိုးမပြောနဲ့လို့ဆိုလို့ဒါလေတာမန်ကြည့်မယ်ဆိုရင်ဒါလူတွေကတော့ဒါအရေးမပါဘူးလို့ထင်တယ်အမှန်တမ်းအရေးကြီးတယ်ဒီထဲမှာဟောထားတယ်အဲ့တော့သာခလယဆိုပြဆက်ဆက်ပြောဆိုတတ်ရမယ်အဲ့ဒီမှာကိုပြောတဲ့စကားလုံးဟာအပြစ်တင်ပွဲရှုတ်ချပွဲမရှိစေရဘူးနော်တစ်ဖက်သားကိုဒေါသထွက်တဲ့စကားမျိုးမဖြစ်စေရဘူးနားချမ်းသာတယ်နှစ်သက်တယ်မြတ်နိုးတယ်စိတ်နှလုံးနဲ့ရောက်တယ်ရှင်ကျေးတဲ့ပုဂ္ဂိုလ်တွေသုံးတဲ့အသုံးလို့မျိုးဖြစ်ရမယ်ဘဟုဇနာကန္တာဘဟုဇနာမနာပါကိုပြောတဲ့စကားကိုလူတိုင်းကကြားလိုက်တဲ့လူတိုင်းဟာစိတ်ချမ်းသာမှုဖြစ်စေရမယ်ဒါလည်းလွန်ရေးကြည့်တာနော်သီလလို့ဆိုပဲလို့ငါဘာသီလလေးတဲ့သီလလို့ပြောတာမဟုတ်ဘူးလူလောကမှာလိုက်နာကျင့်သုံးစရာတွေအများကြီးရှိတယ်စကားပြောပြစ်တာဟာအမှန်တမ်းတမို့ရှိဒါမို့လို့မြန်မာစကားမှာလည်းရှိတယ်ချစ်စေလို့ရင်လည်းလက်နှလုံးမုန်းစေရင်လည်းလက်နှလုံးဆိုဒီကုန်းနှုတ်ကိုမထိမ့်သိမ့်လို့ရှိရင်စကားပြောအစင်မပြေတာကြောင့်ပြဿနာတွေဖြစ်တယ်နော်နှုတ်ကြောင့်သိလက်ကြောင့်ကြည်ဆိုတာအဲ့ဒါမျိုးတွေအဲ့တော့ဒီလက်နှလုံးနဲ့ပိတ်ရမယ်ဒီပါးစပ်ပေါက်ကလေးကိုစိကမဲ့လျှောက်ပြီးတော့ပြောတာဟာ
တာမန်ကတော့လူတွေကတော့အပြစ်မရှိဘူးလို့ထင်တယ်မှန်တော့အဲ့ဒီအပြစ်ကဘယ်ထိအောင်ရောက်သွားတော့ဆိုအရိယပဝါဒကံဆိုတာအရိယာတွေကိုဆွဆွဲကြရတဲ့အပြစ်ထိအောင်ရောက်သွားပြီတန်တရားမှာဒုက္ခရောက်တတ်တယ်ဒါကြောင့်မြတ်စွာဘုရားကစကားပြောတဲ့ပတ်သက်လာလို့ရှိရင်လူရဲ့ပစ္စည်းမှာအရာခတ်သိမ်းကိုခုတ်ဖြတ်နိုင်တဲ့ဓမ္မကြီးရှိတယ်ဆိုတာအဲ့ဒီအပြောဆိုကိုပြောတာနော်အပြောဆိုမတတ်လို့ရှိရင်အကုန်လုံးပျက်စီးနိုင်တယ်ပေါ့ဒါကြောင့်မို့ဒီဟာတာခလျာဆိုတာပြပြပြောတတ်ရမယ်အဲ့ဒီဟာကိုကိုယ်လေ့ကျင့်ဒါတရားနဲ့ထည့်ထားတာအရေးကြီးလို့ထည့်ထားတာလေမဓမ္မအရေးကြီးတယ်တာခလျာဒါမြတ်စွာဘုရားကိုယ်တိုင်ဖွင့်ထားတဲ့အဓိပ္ပာယ်တွေယာတဝါစာအကန္တကကက္ကတာပရခတုကပရပိသစ္စနိကောရတပန္ဒအတ္တမနိတာခလျာဆိုတာဟာတဲ့တစ်ဖက်သားကိုရှင်ထဲကိုဆူဆူသွားစေတဲ့ဟာမျိုးမဖြစ်စေရဘူးတဲ့မချမ်းသာစေရဘူးတဲ့သူများကိုဒီစက္ခပါအောင်မပြောရဘူးသူတို့ဘာရင်ထဲမှာပုံတိရွံ့ရှာသွားအောင်မပြောရဘူးကောဋသမတ္တာလူတယောက်ဒီစကားကြားလိုက်တာနဲ့စိတ်ဆိုးသွားတာမျိုးဒေါသဖြစ်စေတဲ့စကားမျိုးမပြောရဘူးအတ္တမရိတဝတ္တိကနောက်ဆုံးမှာစိတ်တည်ငြိမ်မှုကိုပျက်စီးစေတဲ့စကားမျိုးမပြောရဘူးဆိုအမှန်တမ်းအရေးကြီးတယ်ဒုစရိုက်ဆိုတာလေနှုတ်နဲ့ပတ်သက်တာလေဝစီဒုစရိုက်၄ပါးဆိုအဲ့တော့သီလလုံမှုအတွက်စကားပြောပြည့်မှုကိုခိစ္စရမယ်လို့ဆိုလို့တယ်ဒါဘယ်လိုစကားမျိုးပြောမှာတော့ဆိုရင်ခုနပြောတယ်ကဏ္ဍဒုက္ခကြားလိုက်တဲ့လူကနားချမ်းသာတယ်ပေမနိယာစိတ်ထဲနှလုံးထဲမှာကျဉ်တ်ဟရိငမှာနှလုံးသားရဲ့ထီအောင်ရောက်ရှိသွားတယ်ပေါ်ရီမြို့သူမြို့သားတွေဆက်ဆံပြောဆိုတဲ့စကားမျိုးဖြစ်တယ်ဘဟုဇနကန္တဘဟုဇနဗနာပါအများကြိုက်တဲ့စကားမျိုးဆိုလိုတာယဉ်ကျေးသိမ်မွေးတဲ့စကားသူများကိုထိခိုက်တာမပြောဘူးသူများကိုပုတ်ခတ်တာမပြောဘူးနော်ပြစ်ကင်းတဲ့စကားမျိုးပြောမယ်အဲ့ဒီစကားမျိုးပြောတာကိုတာခက်လျာလို့ခေါ်တယ်အပြောဆိုနဲ့ပတ်သက်ကစပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေမှာရှိတာနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အရင်ကလည်းဟောဘူးတယ်လူတိုင်းဟာစကားပြောတော့မယ်ဆိုလို့ရှိရင်ကိုယ့်ကိုထိဋ္ဌာန်ထားငါမှန်တာပဲပြောမယ်မမှန်တာမပြောဘူးမှန်တိုင်းလည်းမပြောရဘူးအကျိုးရှိမှပြောမယ်အကျိုးမရှိရင်မပြောဘူးမှန်လည်းမှန်တယ်အကျိုးလည်းရှိတယ်ဒါပေမဲ့ပြောတဲ့အချိန်မှပြောမယ်ပြောတဲ့နေရာမှာပြောမယ်မပြောတဲ့အချိန်မပြောတဲ့အခါမပြောဘူးပြောပြီးဆိုတဲ့အခါမှာဉာဏ်ဌာနမပြောဘူးနော်ရေးကြည့်ပြောမယ်ခုနအချက်၃ချက်ဓမ္မရေးချတာနော်ရေးချတာကိုပြောတဲ့စကားဒီမှန်တယ်လည်းဖြစ်ရမယ်အကျိုးလည်းရှိရမှန်တော့မှန်တဲ့အကျိုးမရှိတာပဲပြောနေလို့ဆိုလို့မှန်လည်းမှန်ရမယ်အကျိုးလည်းရှိရမယ်နော်မှန်လည်းမှန်တဲ့အကျိုးလည်းရှိရမယ်အဲ့ဒီနှစ်ခုကတော့အဓိကကြတယ်မြတ်စွာဘုရားသုက္ကတခုံတော်မှာဆိုရင်မှန်တယ်အကျိုးရှိတယ်ဒါပေမဲ့လို့နားထောင်တဲ့လူကကြိုက်တာမကြိုက်တာတော့ရှိတယ်မြတ်စွာဘုရားကအကျိုးကိုလိုလားလို့ပြောတာအဲ့ဒါကြတော့အကျိုးကိုလိုလားတဲ့အခါမှာ तू ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအကုန်လုံးလိုက်ပြီးတော့အကြိုက်ကြည့်ပြောရမှာမဟုတ်ဘူးပေါ့နော်မြတ်စွာဘုရားဘာလို့ဆိုဆုံးမတာကိုဆရာသမားပြပတွေအနေနဲ့တော့ကြိုက်တိုင်းအကြိုက်ပဲလိုက်ပြောရမှာမဟုတ်ဘူးခုနကတော့လိမ္မာယဉ်ကျေးစွာပြောတယ်တူနဲ့တူဆက်ဆံတဲ့ခါနဲ့ပတ်သက်တာဆရာသမားတွေကြတော့ तू ကြိုက်တာမကြိုက်တာအဓိကမဟုတ်ဘူးကိုပြောတာမှန်ရမယ်အကျိုးရှိရမယ်လို့ဆိုလို့တယ်အဲ့တော့ပြောတဲ့အခါမှာကြတော့ရှင်ကျေးစွာပြောဆိုရမယ်ရိုင်းဆိုင်နိုင်မပြောရဘူးစကားလုံးမှာနောက်တစ်ခုကရှင်နဲ့ကဒေါသနဲ့မပြောရဘူးမေတ္တာနဲ့ပြောရမှာအဲ့ဒီထိအောင်ကန့်သတ်ပေးထားတာဗျာအဲ့တော့ဘုရားဘာသာတွေကဒီတိုင်းလိုက်နာမယ်ဆိုဘလောက်တန်မိုးရှိလိုက်လဲနော်လူတိုင်းပြောစရာတော့မရှိဘူးကမ္ဘာပေါ်မှာအရင်ကျေးဆုံးလူမျိုးဖြစ်မှာပဲဖရာတရားတော်တွေကိုသိပါစေ
အဲ့ဒါကိုသာခလယတခိလပြည့်ပြည့်တယ်ဆိုတဲ့စကားလုံးသာခလယတခိလကိုကရမဏိယပြောင်းထားတာတခိလဆိုတာပြည့်ပြည့်သူသာခလယဆိုတာပြည့်ပြည့်ချင်းအဲ့ဒီအိဗယ်ကိုဆိုလို့အဲ့တော့စကားပြောရင်ပြည့်ပြည့်ရမယ်နောက်တစ်ခုကဘာလို့ဆိုပဋိတန်ထာရပဋိတန်ထာရဆိုတာသူကအခန့်ကိုယ်စီရောက်လာတဲ့ပုဂ္ဂိုလ်အခန့်ဒါဗမာလူမျိုးတွေကတော့အခန့်ပါတယ်။မာနဲ့အခန့်တော့ဆိုကော်ဖီနဲ့အခန့်နဲ့လက်ဖက်နဲ့အခန့်နဲ့ကွန်းနဲ့အခန့်နော်အခန့်မှုတွေမျိုးစုံရှိတယ်ပေါ့လောကအဲ့ဒါကိုခြုံလိုက်ပဲဆိုလို့ရှိရင်အခန့်စကားပြောတယ်ဆိုတဲ့နေရာမှာအာဟာရအစာနဲ့အခန့်နာကတစ်ခုနော်ကောင်းကျိုးကောင်းရာစကားတွေပြောတာလေအခန့်နာပဲဒါလေနော်တရားဟောတာလေအခန့်နာပဲကောင်းကျိုးကောင်းရာသုံးသင်ဆုံးမပြောဆိုတာလေအခန့်နာအဲ့တော့အခန့်ဉာဏ်နှစ်မျိုးရှိတယ်အာမိတနဲ့ဓမ္မအာမိတပฏิတန်ထာရဓမ္မပฏิတန်ထာရအစာနဲ့အခန့်နာကတစ်ခုဒါလူရည်ကြည်မှုနောက်တစ်ခုကတော့စိတ်ချမ်းသာပွဲရာအကြောင်းအရာတွေကိုပြောဆိုအသိပညာတွေပေးပြီးအခန္ဓာကတစ်ခုအဲ့နှစ်ခုရှိတယ်အဲ့နှစ်ခုပြုလို့ရမယ်လို့သူတို့ပြောတာပฏิတန်ထာရဆိုတာနှစ်ဦးရဲ့အကြားမှာကွာဟမှုမဖြစ်အောင်မေတ္တာနဲ့ဖြန့်ခင်းတဲ့ဆိုတဲ့အဓိပ္ပာယ်ပဲပฏิတန်ထာရဆိုတာလွှမ်းချုပ်ပြီးတော့ခင်းလိုက်တာဂျားထဲမှာအကြားအပေါက်မရှိအောင်လွှမ်းထားမေတ္တာနဲ့လွှမ်းချုပ်ထားတဲ့အခါကျတော့အခန့်လိုက်တယ်ဆိုလို့ရှိရင်ဧည့်သည်လာလို့ကိုကအခန့်တယ်အစားအစာနဲ့အခန့်ရင်လေကိုကလည်းဧည့်သည်ဘောမှာမေတ္တာထားရရောက်တယ်ဧည့်သည်ကလည်းကိုဘောမှာမေတ္တာထားသွားတယ်အဲ့တော့နှစ်ယောက်ကြားထဲမှာဒီကွဲပြားခြားနားမှုမရှိဘူးနောက်တရားဓမ္မနဲ့အခန့်လိုက်တယ်ဆိုဧည့်သည်လာအခန့်ပြီးတော့ကောင်းကျိုးကောင်းရာစကားပြောတယ်ဆိုလို့ရှိရင်သူလာခြင်းရဲ့အကျိုးဟာအကျိုးတတ်လိုက်တာတမိုးရှိလိုက်တာလာတာအကျိုးရှိလိုက်တာလို့ဒီလိုအခန့်နာမျိုးတော့အဲ့ဒီအခန့်မှုနှမျိုးဟာလူလောကမှာအမြဲတမ်းအရေးကြီးတယ်ဟုတ်ဒါလုံးတဲ့လုံးတယ်ဒါဘုရားဘာသာရသော်ဘုရားရဲ့အဆုံးအမကအဲ့ဒီထိအောင်ဆုံးမတာနော်လူတွေကတော့ဒါအမှတ်တမဲ့နေကြတာအဲ့တော့နံပါတ်1ကစကားပြောပြပြရမယ်နံပါတ်2ကအခန့်တတ်ရမယ်ဟောဒီနှစ်ခုအဲ့ဒါတရားတဲ့တောင်ထဲဟောထားတာပဲနော်နောက်ရေးကြည့်တာတွေကိုပြောမယ်ဆိုလို့ရှိရင်နောက်တစ်ခုကဘာတော့အဝိဟိတာနဲ့သောစေယတော့ပါဠိစကားလုံးလေးတွေကတော့မှတ်ထားတာတော့ပိုကောင်းတယ်မခက်ပါဘူးအင်္ဂလိပ်လိုတွေတော့မှတ်နေကြတာအဝိဟိတာအဟိတာဆိုတဲ့စကားတော့ကြားဘူးနေကြတာအဝိဟိတာဘယ်သူမှဒုက္ခမပေးတာအကျဉ်းတရားထားတာဘယ်သူမှဒုက္ခရောက်အောင်လုပ်တာမဟုတ်ဘူးအကျဉ်းရဲ့အကျဉ်းတရားကိုခေါ်တဲ့ဟာပဲအဝိဟိတာဆိုမှညှင်းဆဲဘူးဒုက္ခမပေးဘူးခုကတစ်ဖက်သားကိုဒုက္ခပေးတာတွေများတယ်လေသူများကိုဒုက္ခမပေးဘူးအဝိဟိတာဆိုသူများကိုမညှင်းဆဲဘူးဒုက္ခမပေးဘူးအဲ့ဒါဟာမတ္တမအရေးကြီးတာပဲအကျဉ်းတရားထားတာကိုပြောတာအဝိဟိတာဆိုတာကရုဏာပဲဝိဟိတာကညှင်းဆဲတာကရုဏာမဲ့တယ်တရားဝါတွေကိုညှင်းဆဲတယ်တပ်ဖြတ်တယ်ဒုက္ခပေးတယ်ရိုက်တယ်နှက်တယ်ဆိုဟုတ်လားအကျဉ်းမဲ့တဲ့လောက်ရတဲ့ဝိဟိတာလို့ခေါ်တယ်အဆိုတဲ့ negative ထည့်လိုက်တဲ့အခါမှာအဝိဟိတာမညှင်းဆဲဘူးအကျဉ်းထားတယ်အကျဉ်းတရားဆိုတာဗတ္တမအရေးကြီးတာပဲကရုဏာဆိုတာကရုဏာဆိုတာတစ်ဖက်သားပေါ်မှာတဏှာတာညှတာတာရှိရမြန်မာလူတွေရဲ့ယဉ်ကျေးမှုတွေမှာလည်းပဲတော်တော်များများရှိတယ်ကိုယ်အိမ်ရောက်လာတယ်ဆိုရင်ဩသူစားရှာပါပဲဆိုတဲ့အကျဉ်းတရားနဲ့ကျွေးမွေးအခမ်းအနားတာသူကလူတယောက်သားလူတစ်ဖက်သားခံစားရမယ့်ဒုက္ခကိုမခံရအောင်လုပ်တာကြတော့မေတ္တာမဟုတ်ဘူးဒါကရုဏာလို့ခေါ်တယ်ဒါကြတော့နော်မေတ္တာဆိုတာကောင်းစားစေခြင်းတာကရုဏာဆိုတာဒုက္ခမရောက်စေခြင်းတာ
ဖြစ်ပေါ်နေတဲ့စိတ်ဆင်းရဲမှုကိုမရှိစေချင်တာသူကခရီးသွားနေတယ်နော်ကိုယ့်အိမ်မဟုတ်သည့်အတွက်ကြောင့်သူစားလဲအောင့်နေရှာမှာပဲဆိုပြီးတော့အကျဉ်းတရားထားတာအဲ့လိုဟာမျိုးဆိုလို့လေဒါအကျဉ်းမေတ္တာနဲ့ကရုဏာကမတူဘူးမေတ္တာကစိတ်ချမ်းသာစေချင်တာကရုဏာကသူခံစားရမယ့်ဒုက္ခပေါ်မှာစာနာတာထောက်ထားတာကိုချင်းစာတာအဲ့ဒါကရုဏာအဲ့ဒါကိုအဝိဟိတလို့ခေါ်တယ်အဝိဟိတနဲ့ကရုဏာနဲ့တူတူပဲအစစ်မြင်လိုက်လို့ရှိရင်ပထမတမိုးကြီးမာတယ်နောက်သောစေယဆိုတာဘာလဲလို့ဆိုလို့ရှိရင်ဒါကြတော့မေတ္တာကိုပြောတာသောစေယဆိုတာစင်ကြယ်မှုစိတ်ဓာတ်စင်ကြယ်မှုခုနကကရုဏာဒါကမေတ္တာနဲ့ကရုဏာဟာလူဆက်ဆံရေးမှာအမတမအရေးကြီးတာသောစေယဆိုတာကိုယ်ရင်နဲ့နှလုံးထဲကနေပြီးတော့တန့်စင်နေတယ်ညစ်ပတ်တဲ့စိတ်မရှိဘူးနော်အလုံးပေါ်မှာဖြူစင်တဲ့မေတ္တာဖြူစင်တဲ့မေတ္တာကိုသောစေယလို့ပြောတယ်အကျဉ်းထားတဲ့ကရုဏာဖြူစင်တဲ့မေတ္တာအဲ့ဒီနှစ်ခုကလည်းပဲလူတိုင်းပေါ်မှာထားတဲ့ဆက်ဆက်ရေးတစ်ခုပဲလို့ဒါလည်းပဲအရေးမပါဘူးလို့တမန်အပြင်ထင်မယ်မြတ်စွာဘုရားရဲ့တရားတော်တွေထဲမှာဒါအရေးပါတယ်ဟာတဲ့နောက်တစ်ခုကတော့တတိနဲ့တမ္ပစညတတိဆိုတာအမှတ်ရတာတမ္ပစညဆိုတာအမှတ်ရတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆင်ခြင်သုံးသပ်တာလူတွေကတတိလို့ပြောတဲ့နေရာမှာဗမာတွေသုံးတဲ့တတိကဒီစာပေကျမ်းကမှာမြတ်စွာဘုရားဟောတဲ့တတိနဲ့မတူဘူးနော်တတိနဲ့မတူဘူးဘုရားဟောတဲ့တတိလို့ဆိုတာကောင်းတဲ့ဘက်ဖက်ယူတာဥမာမဲ့သခိုးကလည်းခိုးရမှတတိရတာတို့သူဖတ်ထားတဲ့ပစ္စည်းတတိရတာတို့အဲ့ဒါမျိုးတွေမပါဘူးအကုသိုလ်နဲ့ပတ်သက်တဲ့အရာကိုမပြောဘူးနော်တတိဆိုတာဘာတော့ကိုယ့်ဘဝမှာကောင်းတာတွေလုပ်ရမှာ ਨੇ ပတ်သက်ပြီးတော့မမေ့မလျော့တာနော်ကျန်တာတွေကြတော့မေ့လျော့တယ်လို့ပဲခေါ်တယ်တတိလွတ်နေတယ်လို့ပဲခေါ်တယ်ဥမာမဲ့အပျော်ပါလိုက်စားတယ်ဟေးလာဟာလာတနေ့ကုန်ချိန်ကုန်တယ်နော်ပျော့တယ်လို့နေတယ်ပျော်ပွဲရှင်ပွဲတွေနဲ့နေတယ်ကိုလှုပ်တဲ့လှုပ်ထိုက်တာတွေကိုမေ့နေတယ်ဆိုရင်အဲ့ဒါတတိမေ့နေတယ်လို့ပဲခေါ်တယ်ဒါမတူတတ်ဘူးပေါ့ဒီတတိကကုသိုလ်ကောင်းမှုလုပ်ဖို့တတိရတာကိုအကျိုးရှိတာကကုသိုလ်ကောင်းမှုကမှကိုအကျိုးပေးမှာဆိုလိုတာကတော့ကိုအကျိုးရှိမဲ့ကိစ္စပေါ်မှာအမှတ်ရတာကိုတတိနော်ကိုအကျိုးရှိမဲ့ကိစ္စနဲ့ပတ်သက်ပြီးအမှတ်ရတာတတိအဲ့ဒီတတိနဲ့အမှတ်ရပြီးတော့ဆင်ញင်တုံတရားရှိတာကတပ္ပစညာအဲ့ဒီနှစ်ခုကပေါင်းစပ်ထားတာကမ္မထာလို့အားထုတ်ပြီးဆိုလို့ရှိရင်ဒီနှစ်ခုကအမတမအရေးကြီးတာဒါမှမဟုတ်မှာတတိပဒနာတော့မှာတတိနဲ့တပ္ပစညာကိုတွဲဖက်ပြီးတော့ဟောထားတာကိုယ်ပါလုံးနေတဲ့ဆိုအမြဲတတိရှိနေရမယ်တော့တတိကရှိနေသလားလို့လူတွေကထင်တယ်မရှိဘူးရှိနေတယ်လို့ပဲထင်နေကြတာနော်တခြားစဉ်းစားကြည့်လိုက်ကိုကထိုင်နေတာဒါပေမဲ့ကိုယ်စိတ်ကပဲရောက်နေတယ်ဟိုအဝေးရောက်ချင်တယ်ရောက်မယ်မနေ့ကအကြောင်းအရာတွေစီရောက်ချင်ရောက်မယ်နေ့ဖြင့်ငါဘာလုပ်မယ်ဆိုတဲ့စီလည်းရောက်ချင်ရောက်မယ်ကိုလုံးနေတာကထိုင်နေတာထိုင်နေတဲ့စီငါထိုင်နေတာကိုထိုင်နေပါလားလို့တတိရှိရလားကိုမေးချလိုက်ထိုင်နေတယ်လို့တတိမရှိဘူးနော်တခြားတွေတွေးနေတာပဲဗျာစဉ်းစားကြည့်လိုက်မယ်ဆိုရင်နှာခေါင်းကလေရှူနေတာ24နာရီတခါမှရက်မသွားဘူးထိုင်ဝဲလို့နှာခေါင်းကလေကရှူနေတာပါလားလို့နာသီးပြားလေးမှထိသွားတာပါလားလို့တနေ့ပါတစ်ခါတော့သိမိတော့တရားထိုင်မှပဲသိကောင်းသိလိမ့်မယ်တရားမထိုင်ရင်တော့ဟိုပြောတီးပြောမေ့ထားတာပဲသူကတကယ်ဖြစ်ဖြစ်နေတာတွေကိုမေ့နေတာပဲဒီလူတွေကအားလုံးဟာဘာနဲ့ဥပမာတူလို့ဆိုအိမ်ငါဖွင့်ပြီးရှောက်လဲနာနဲ့တူတယ်စိတ်ကရှောက်လဲနာပဲလေကိုယ်ခန္ဓာကိုယ်ထဲမှာရှိမှမရှိတယ်တတိဆိုတာကိုယ်ခန္ဓာကိုယ်ထဲမှာရှိနေရမ
မရှိဘဲနဲ့ရှောက်လဲနေသူကပဲလဲတော့ဆိုမနေ့ကအတွေ့အကြုံလေးရှောက်ရှောက်မှာဟုတ်အတိတ်ကဟာတွေတွေးခြင်းတွေးနေမယ်နော်ပြီးခဲ့တာတွေရှောက်စဉ်းစားနေမယ်ပြီးခဲ့တာတွေကဘာမှအကျိုးမရှိတော့ဘူးလေပြီးခဲ့ဟာတွေရှောက်တွေးနေမယ်အဲ့မှာပြီးခဲ့တဲ့ဟာကဒေါသဖြစ်တာဆိုရင်လည်းဒေါသဖြစ်ပြန်ရောလောဘဖြစ်ခဲ့တဲ့ဟာဆိုလောဘဖြစ်ပြန်ရောမသိတာဆိုမသိပြန်ဘူးတော့အဲ့ဒါတွေကတတိလက်လွတ်နေတယ်လို့ခေါ်တယ်တတိရှိနေတယ်ဆိုတာကိုအကျိုးရှိတဲ့တတိရှိဖို့ကြတော့တတိပဋ္ဌာန်တရား၄ပါးပေါ်မှာကိုယ်ကာယပေါ်မှာဘာဖြစ်နေတယ်ဆိုတာသိနေရမယ်စိတ်ခံစားချက်ပေါ်မှာတတိရှိနေရမယ်စိတ်ဓာတ်ပေါ်မှာတတိရှိနေရမယ်ဉာဏ်နဲ့ကိုယ်ခန္ဓာနဲ့ပတ်သက်ပြီးဖြစ်ပြနေတဲ့သဘာဝတရားတွေနဲ့ပတ်သက်ပြီးတတိရှိနေရမယ်အဲ့ဒီ၄ခုပေါ်မှာတတိရှိမှဒါတတိလို့ခေါ်တာနော်အဲ့ဒါဒီပေါ်မှာစိတ်ကမရောက်ဘူးဆိုရင်ဒါမေ့နေတယ်ခေါ်တယ်အိမ်ကဖွင့်ပြီးရှောက်လဲဘာဖြစ်လဲအိမ်ထဲမှာတခိုးတွေဝင်ဖောရပစ္စည်းတွေပါသွားပျောက်သွားဖြစ်နေအဲ့တော့လူခန္ဓာကိုယ်မှာလည်းဒီလိုပဲတတိကလွတ်ထားတဲ့အခါကျတော့ဘာတွေဝင်လာတော့အာယု၅ပါးကာမဂုဏ်တရားတွေဝင်လာတယ်ဝင်လာပြီးအဲ့ဒီကာမဂုဏ်အာယုတွေကတခိုးတပြတွေပဲဘာတွေဖြည့်ဆည်းသွားတော့ဆိုကိုယ်ခန္ဓာကိုယ်မှာကိုယ်စိတ်ထဲမှာဖြစ်ရမယ်ကုသိုလ်တရားတွေကိုဖြည့်ဆည်းသွားတယ်မိရှုသွားတဲ့ထူထူပဲအဲ့ဒါနော်ခန္ဓာကိုယ်ထဲမှာတမိုးရှိမဲ့ဟာတွေကိုဖြည့်ဆည်းသွားတယ်လူယူသွားတယ်တိုက်ခိုက်သွားတယ်တတိမဲ့နေပြီဆိုရင်အဲ့ဒါလိုဖြစ်တယ်ဒါကြောင့်မို့တတိနဲ့တမ္ပစညာတတိဆိုတာကောင်းတဲ့အာယုံကိုစိတ်စီကိုပို့ဆောင်ပေးတာတတိကအမှတ်ရယုံမဲ့ရတယ်သူပို့ဆောင်လိုက်တဲ့အာယုံရဲ့အကောင်းအကျိုးအကောင်းအဆိုးအကြောင်းအကျိုးကိုသူကမသိဘူးအကောင်းအဆိုးအကြောင်းအကျိုးသိတာကတမ္ပစညာပညာဆိုလိုတာကတတိနဲ့ပညာရှိနေရမယ်လို့ပြောတာနော်ဝိပဿနာတရားအထုတ်ပြီးဆိုရင်တတိနဲ့ပညာပို့ရေးချလာတယ်အခြေခံတော့မှပဲတတိနဲ့ပညာရှိနေရမယ်လို့ဆိုလိုတယ်သို့သောလူတွေကနော်တတိလက်လို့ငှက်တောင်ကျွတ်မြောက်တိုက်ကိုင်းလို့ငှက်တောင်ကျွတ်ဆိုတာဒုက္ခရောက်တာတတိလွတ်သွားတာနဲ့တပြိုင်နက်လူဟာဒုက္ခရောက်တတ်တယ်အဲ့တော့တတိဆိုတာအမြဲရှိအောင်လေ့ကျင့်မှုဆိုပြီးမဟာတတိပဋ္ဌာန်သုတ်ပါဆိုရင်လေ့ကျင့်ကဝင်တာတွေကိုသင်ပေးထားတယ်လေလူဟာရှေ့ကိုတိုးမယ်ဆိုရင်လည်းတတိနဲ့တိုးနောက်ဆုတ်မယ်ဆိုရင်လည်းတတိနဲ့အဲ့တော့အဲ့ဒါတွေပေါ့ကားနဲ့နောက်ဆုတ်လို့ကားနောက်ကလူတိုက်တာအမှတ်တမဲ့ရှေ့တိုးလို့ရှေ့ကလူတိုက်တာလူလည်းတူတူပဲနော်တတိနဲ့ရှေ့တိုးရမယ်တတိနဲ့နောက်ဆုတ်ရမယ်ဒါကိုလေ့ကျင့်ရမယ်လို့ပြောတယ်ရှေ့မှာပါရှိလဲနောက်မှာပါရှိလဲကြည့်ပြီးမှရွှေ့တာလောက်ရမယ်လို့ဆိုတာဒါတတိပဲလေအဲ့ဒီတတိလွတ်သွားတာနဲ့တပြိုင်နက်ကာတိုက်မှုဖြစ်သွားပြန်ကာနဲ့ဆိုရင်အဲ့လိုဖြစ်သွားနိုင်တယ်ဒါကြောင့်တတိဆိုတာအမြဲတမ်းလိုအပ်တယ်နောက်ကြည်တာရှုတာအစားတတိတတိနဲ့ကြည်ရမယ်ကြည်တာရှုတာအစားပြီးတော့ပြဆိုပြနောက်အဝပြင်ဆင်ဝတ်တာတတိရှိရပကံခွက်ရောက်ကိုင်တာတတိရှိရအစားစားတဲ့အခါမှာလည်းတတိရှိရနောက်ဆုံးမှအိမ်သာတက်တာအစားတတိရှိရပဲလို့ပြဆိုပြဟောတာလက်ကွေးတာခြိကွေးတာလက်ဆန့်တာခြိဆန့်တာအစားအကုန်လုံးတတိရှိနေရမယ်လို့ပြောတယ်တတိတမ္ပဇာနဲ့ညနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ရမယ်လို့ဆိုထားတာနော်အဲ့တော့ mindfulness လေ့ကျင့်ခဏခေတ်မှာ mindfulness လေ့ကျင့်ခြင်းရဲ့အကျိုးကိုသိတော့ဘုရားဘာသာမဟုတ်တဲ့နိုင်ငံသားတွေကကျောင်းသူကျောင်းသားကလေးတွေတောင်တရားထိုင်ခိုင်းနေဆိုဗမာလို့ပြောတော့တရားထိုင်တယ်လို့ပြောတာအမှားတော့ mindfulness လေ့ကျင့်တာသူတို့ထွက်လေဝင်လေကိုမှတ်ခိုင်းတာအဲ့ဒီနည်းကဘုရားရဲ့နည်းပဲဘုရားဘာသာရသွားတဲ့နည်းပဲဒါပေမဲ့သူတို့ကဘုရားဘာသာမဟုတ်ဘူး mindfulness လေ့ကျင့်တာဒီအဲ့ဒီလိုထွက်လေဝင်လေလေးမှတ်တဲ့တတိနဲ့တမ္ပစညာကဘယ်လောက်ထိအောင်အကျိုးသက်ရောက်မှုရှိတော့ဆိုရင်လူခန္ဓာကိုယ်မှာရှိတဲ့စိတ်ဖိစီးမှုဆိုတဲ့ tension နော်စိတ်ထဲမှာ tension ဖြစ်တာတွေကိုလျှော့ချနိုင်တယ်ဒါလက်တွေ့အကျိုးပေါ့နော်မြတ်စွာဘုရားဟောတဲ့အာနာပါနသတိကြတော့ထိတဲ့ပို့အကျိုးတွေများတယ်ပေါ့သူတို့ကအနည်းဆုံး tension တော့လျှော့ချနိုင်တယ်စိတ်ကိုတည်ငြိမ်အောင်ထားခြင်းဖြင့်
လူတွေရဲ့စိတ်ဖိစီးမှုလျှော့ချနိုင်တယ်ဒါကြောင့်မို့ကလေးလေးတွေကစပြီးတော့လေ့ကျင့်ခန်းလုပ်ကြတယ်ထွက်လေဝင်နေမှတ်တာလေ့ကျင့်ခန်းလုပ်တယ်အဲ့ဒါ mindfulness လေ့ကျင့်ခန်းဆိုပြီးတော့ကျောင်းနေမှာ MBSR ဆိုပြီးတော့နာမည်နဲ့သူတို့ကတကယ်လေ့ကျင့်တာ subject တစ်ခုအနေနဲ့အမလေးနိုင်ငံညာမှာဆိုရင်အဲ့ဒီလေ့ကျင့်ခန်းသင်ကျင်လို့ရှိရင်ပတ်စံပေးရတယ်ပတ်စံပေးရတယ် MBSR ဆို mindfulness based stress reduction လို့ခေါ်တယ်နော် M က mindfulness P က based နော် S က stress R က reduction MBSR အဲ့ဒါတက္ကသိုလ်ပညာရပ်တစ်ခုအနေနဲ့ပြဋ္ဌာန်းထားတယ်သူတို့တကယ်လည်းအကျိုးရှိလို့ကျောင်းနေမှာဆိုရင်အခုဗမာပြည်ရောက်နေတဲ့ဒီ international school တွေမှာတော့အဲ့ဒါလုပ်တဲ့ကျောင်းရှိတယ်နော်အဲ့ဒါအထူးဆန်းတရားထိုင်ခိုင်းနေဆိုရင်တော့ထိုင်ညမထိုင်မှလူတွေကအဲ့တော့အကျိုးရှိတယ်ဆိုတာကျမရေးအတွက်လည်းအကျိုးရှိမယ်စိတ်ဓာတ်ရေးရာအတွက်လည်းအကျိုးရှိတယ်ခန္ဓာကိုယ်အတွက်များစွာအကျိုးပြုတယ်အဲ့ဒါတတိတမစညာပဲနော်တတိတမစညာဒါအရေးကြီးတဲ့ဟာလို့ဆိုနောက်တစ်ခုကတော့ဒီနှစ်ခုကဣန္ဒြိယေတုခုဒ္ဒဒွါရတာနဲ့ဖောစနေမတ္တညုတာဒါတွဲဒါလည်းမြတ်စွာဘုရားကစရဏတရားထဲမှာထည့်ပြီးဟောထားတာနော်နိဗ္ဗာန်ရောက်ကြောင်းတရားထဲမှာဒါပါတယ်အဲ့တော့ဒါတွေမလုပ်ဖဲနဲ့ဝိပဿနာတရားကြီးပဲသွားအထုတ်တယ်အခြေခံနေရမရှိဘူးဖြစ်နေမယ်နော်ဒါတွေဒီအခြေခံနေရှိဖို့လိုတယ်ပေါ့ဣန္ဒြိယေတုခုဒ္ဒဒွါရတာဆိုတာဘာပြောတာတော့ဣန္ဒြိယဆိုတာမျက်စိနားနာလျှာကာယပနနော်ဒွါရ6ပါးတကား6ပေါက်ဒုက္ခနာကိုယ်ထဲမှာအာယုန်နဲ့စိတ်နဲ့ဆက်သွယ်တဲ့နေရာမှာဝင်ပေါက်ထွက်ပေါက်ပေါ့ဝင်ပေါက်ထွက်ပေါက်အိမ်တဲ့အိမ်မှာအပြင်နဲ့ဆက်သွယ်တဲ့တကားပေါက်တွေရှိတယ်လို့ပဲနော်အပြင်ထွက်တဲ့ဝင်ပြန်ဝင်နေဆိုတကားပေါက်တွေရှိတယ်လို့ပဲဒုက္ခနာကိုယ်မှာလည်းပဲအာယုန်နဲ့စိတ်နဲ့ဆက်သွယ်ဖို့တကားပေါက်ရှိတယ်အဲ့ဒီတကားပေါက်က6ပေါက်ရှိတယ်မျက်စိကဝင်လာတာအဆင့်အာယုနားကဝင်လာတာအသံနော်နှာခေါင်းကဝင်လာတာအနံ့လျှာကနေဝင်လာတာကအရသာခန္ဓာကိုယ်ကဝင်တာအထီးတွေ့စိတ်ကဝင်လာတာအတွေ့အကြံအာယုဟောအဲ့ဒီအာယုအနေနဲ့စိတ်နဲ့အဆက်သွယ်ဒါကြောင့်မို့ဒိုးလို့ပဲတကားလို့ပဲခေါ်တာပါဠိလိုကဒွါရအင်္ဂလိပ်လိုကကျတော့ဒိုးဒွါရနဲ့ဒိုးနဲ့တူပါတယ်နော်နိစ္စပါတယ်ဣန္ဒြိယေတုခုဒ္ဒဒွါရတာဆိုခုဒ္ဒဒွါရဆိုတာခုဒ္ဒဆိုတာလုံလုံခြုံခြုံဒွါရကတကားကိုလုံလုံခြုံခြုံထိမ့်သိမ့်ခြင်းလို့ပြောတာတကားဆိုတာဘာအတွက်သုံးပြတာတော့ဆိုဝင်မှုထွက်ဖို့အတွက်သုံးပြတာလေအဲ့တော့ဝင်မှုထွက်ဖို့သုံးပြတဲ့အခါမှာကိုမဝင်စေခြင်းတဲ့ပုဂ္ဂိုလ်မဝင်မို့ရအတွက်တကားပေးရတယ်ဝင်စေခြင်းတဲ့ဟာကိုဝင်လို့ရတယ်မဝင်စေခြင်းတာကြတော့တကားကနေပိတ်ဆို့ပေးတာအဲ့တော့တကားရဲ့အသုံးအတိုင်းပဲကိုကမျက်စိနာနာလျှာကာယကနေပြီးတော့အဆင့်အာယုံဝင်လာမယ်အတန်နော်မျက်စိကအဆင့်အာယုံနားကအတန်အာယုံစသဖြင့်သူ့အာယုံနဲ့သူဝင်လာတယ်ဝင်လာတဲ့အခါမှာဝင်လာယုံနဲ့နေပြီးတာမဟုတ်ဘူးဝင်လာပြီးအကောင်းဆိုးဆိုတာကွဲပြားခြားနာလာတယ်ကောင်းတာတွေ့ရင်လောဘဖြစ်လိုက်တယ်မကောင်းတာတွေ့ရင်ဒေါသဖြစ်လိုက်တယ်အကောင်းဆိုးနှမျိုးမဝေခွဲနိုင်လို့ရှိရင်မောဟဖြစ်တယ်ဆိုအဲ့တော့အာယုန်နဲ့ပတ်သက်ပြီးတော့လူတွေရဲ့စိတ်ဟာလောဘတွေတိုးလာတယ်ဒေါသတွေတိုးလာတယ်မောဟတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကလောဘဒေါသမောဟဆိုတာတောင်းကြံသူပဲနော်လူရဲ့ဘဝကိုဖြစ်စီတတ်တဲ့အရာတွေသာဖြစ်တယ်ကိလေသာလို့ခေါ်တယ်လူရဲ့စိတ်ဓာတ်ကိုပျက်စီးစေတဲ့အရာတွေကြီးပဲအကုန်ဒါ mental defilement လို့ခေါ် mental defilement ဆိုတာစိတ်ကိုညှဉ်းနှွမ်းသွားစေတာလောဘဖြစ်ရင်လည်းစိတ်ကညှဉ်းနှွမ်းသွားတာဒေါသဖြစ်ရင်လည်းညှဉ်းနှွမ်းသွားတာမောဟဖြစ်ရင်လည်းညှဉ်းနှွမ်း
အဲ့ဒါမစ္စရိယကိလေသာတွေဖြစ်တဲ့ဗျာစိတ်ဟာဖြူစင်တဲ့စိတ်မရှိဘူးအဲ့ဒီလိုတကား6ပေါက်ကဝင်လာတာတွေနဲ့ပတ်သက်ပြီးတော့လောဘဖြစ်တာဒေါသဖြစ်တာမောဟဖြစ်တာကိလေသာတွေဖြစ်ချင်တိုင်းဖြစ်နေတာကိုဖြစ်ခွင့်မပေးတာကိုအဲ့ဒါအိန္ဒြိယတုကုဋ္ဌဒွါရလို့ခေါ်တယ်နော်ဒါနဲ့ပတ်သက်ပြီးတော့လာတဲ့ကိလေသာတွေမဖြစ်စေနဲ့မျက်စိနဲ့မြင်ပြီးတော့မြင်တဲ့အာယုံပေါ်မှာလောဘမဖြစ်စေနဲ့နားနဲ့ကြားတဲ့အတ္တမှာလောဘမဖြစ်စေနဲ့ဒေါသမဖြစ်စေနဲ့အနတ်ပေါ်မှာလောဘဒေါသမဖြစ်စေနဲ့အရသပေါ်မှာလောဘဒေါသမဖြစ်စေနဲ့ဒါကိုနေစဉ်ဘဝမှာတားဆီးနိုင်ရအဲ့တော့တားဆီးဆိုတဲ့နေရာမှာအိန္ဒြိယတုကုဋ္ဌဒွါရတာဆိုဘသူနဲ့လောက်ရမှာတော့ဆိုခုနပြောတဲ့တတိပဲနော်တတိကစောင့်ကြည့်တတိကအာရခစောင့်မယ်စောင့်ချထားစောင့်ချထားတယ်တကားဆိုတဲ့နေရာမှာခိတ်တွေမှာလူတွေကအဆောင်ထားလို့ရှိကြတယ်သိတဲ့လူကဝင်ခွင့်ပြုတယ်မသိတဲ့လူဝင်ခွင့်မပြုဘူးခိတ်ဆောင်ဆိုတာရှိတာအဲ့ဒါလိုပဲတတိနဲ့စောင့်ကြနေရမယ်အဲ့ဒီလိုစောင့်ကြကြည့်ရှုမှုဟာကိုယ့်ရဲ့နှလုံးထဲမှာမတတ်မစင်ကိလေသာဆိုတဲ့အညစ်အကြေးတွေနည်းနည်းတည်းနည်းသွားလို့အိန္ဒြိယတုကုဋ္ဌဒွါရတာဆိုတာအရေးကြီးတဲ့ကျင့်စဉ်တစ်ခုပဲကိုယ့်ကိုစမ်းသပ်လေ့ကျင့်ပေါ့နော်စမ်းသပ်လေ့ကျင့်လို့ရတယ်မျက်စိနဲ့မြင်ပြီးတော့စိတ်ထဲကဘယ်နှခါပြည့်မှားလဲအတန်ကြာတဲ့ပုံမှာဘယ်နှခါပြည့်မှားလဲအဲ့ဒါတွေပြည့်မှားမှုမရှိရအောင်ယောနိသောမနတိကာရနဲ့တတိထားပြီးတော့ခုခံကာဝယ်ရမှာဖြစ်တယ်ပေါ့အဲ့ဒါကိုအိန္ဒြိယတုကုဋ္ဌဒွါရတာတတိထားရမယ်နောက်တစ်ခုကဘောဇနိမတ္တညုတာခုနထဲမှာတတိထားဆိုတဲ့ထဲမှာရှာလဲပါတယ်လေရှာလဲတကားပေါက်တစ်ခုပဲပေါ့နော်ဒါပေမဲ့လို့ထပ်ပြီးတော့မြတ်စွာဘုရားဘောဇနိမတ္တညုတာဆိုအဲ့ဒါကြတော့ပညာလို့ခေါ်တယ်ဆိုလိုတာကကြည်တာနားထောင်တာအနံ့ရှူတာအနံ့ရတာအရသာသိတာခန္ဓာကိုယ်နဲ့ထိတွေ့တာစိတ်ကူးတာကြလို့ရှိရင်တတိနဲ့ထားလို့ပြောလို့တယ်တတိနဲ့စောင့်ကြည့်တာမဖြစ်တဲ့နာတွေမဖြစ်အောင်တတိနဲ့နေလို့ပြောတယ်ဘောဇနိမတ္တညုတာကြတော့မတ္တညုဆိုတာသိတာညုတာကြတော့ပညာကိုပြောတာနော်သိခြင်းဆိုတာပညာပဲအဲ့တော့အစာစားပြီဆိုလို့ရှိရင်ပညာနဲ့စားလို့ပြောလို့တာနော်အစာစားတာပညာနဲ့စားရမယ်ဘုရားရဲ့တရားတော်တွေကအဗ္ဗဓမ္မလူရဲ့ခန္ဓာကိုယ်မှာကိလေသာတွေလျှော့ချဖို့အတွက်ကျင့်စဉ်တွေပေးထားတာဖြစ်နိုင်တာတွေကြီးပဲအကုန်လုံးအဲ့တော့အစားစားရင်ပညာနဲ့စားဆိုတာဘယ်လိုစားရမှာလဲဘယ်လိုစားရမှာလဲအစားစားတဲ့စားကနေပဲဖြစ်စေမစားခင်ဖြစ်စေကိုယ့်ကိုလေ့ကျင့်ခံလုပ်တာအစားဘာလို့စားရလဲအမြဲတမ်းနဲ့ဆင်ញင်လို့ရတယ်ငါဟာဒီအစာဟာဘာလို့စားရလဲဆိုရင်ခန္ဓာကိုယ်တည်တံ့မှုအသက်ရှိဖို့စားတာဒါအဖြစ်မှန်ကအဲ့ဒါပဲမစားရင်သိသွားမယ်စားမှဒုက္ခဘဝဆက်နိုင်မယ်နော်ယက်တည်နိုင်မယ်အဲ့တော့ခန္ဓာကိုယ်တည်တံ့မှုစားတယ်အနှစ်ချုပ်ပြောလိုက်မယ်ဆိုရင်ခန္ဓာကိုယ်တည်တံ့မှုစားတယ်ပျော်ဖို့စားရလည်းမဟုတ်ဘူးအားရရှိပြီးတော့ဆော့ဖို့လည်းမဟုတ်ဘူးနော်ဘာအတွက်စားရအောင်အဓိကရည်ရွယ်ချက်ကအသက်ရှိဖို့စားကြတယ်အသက်တည်တံ့အောင်စားအဲ့တော့စားရခြင်းရဲ့အကြောင်းတရားကိုကြည်တာအဲ့ဒါပညာနောက်တစ်ခါစားတဲ့အစားအစာဟာကိုယ်နဲ့သင့်တော်သလားမသင့်တော်ဘူးလားဒီနှစ်ခုသိရမယ်နော်သင့်တော်တာပဲစားမသင့်တော်တာကိုမစားဘူးအသိပညာနဲ့ခွဲခြားလိုက်တယ်ဒါတော့မတော်ဘူးဒါတော်တယ်ကိုယ်မှာစီးကျူယောဂရှိတယ်ဆိုရင်အချို့မတော်ဘူးနော်သူရင်းသည်ကြိုက်တယ်ဒါပေမဲ့လို့နော်blood pressure ရှိတယ်သွေးတိုးယောဂရှိတယ်ဆိုမတည့်ဘူးဆိုဒါရှောင်အောင်ပါလေစားတဲ့နာနဲ့မစားတဲ့နာကိုသိရမယ်တတိယကြတော့စားရမယ်အတိုင်းတာကိုသိရမယ်သုံးခုရှိရနော်အဲ့ဒါပညာနဲ့စားဆိုတာအဲ့ဒါပြောတာဘောဇနိမတ္တညုတာအဲ့ဒါနိဗ္ဗာန်အကြောင်းတရားစရဏတရား15ပါးထဲမှာပါတယ်အဲ့တော့နိဗ္ဗာန်ရောက်ခြင်းအဲ့ဒါမပါလို့မရဘူးနိဗ္ဗာန်နဲ့အစာနဲ့ဘာဆိုင်လို့တော့မအောင်မေ့လေနဲ့နော်ဒါတွေကအရေးကြီးတယ်
အဲ့ဒါကြောင့်မလို့ဘောဇနိမတ္တညုတာစားတိုင်းဟာကိုယ်ဆင်ញင်ဘာအတွက်စားတာလဲသက်ရှိဖို့ခန္ဓာကိုယ်တည်တံ့မှုစားတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်သက်ရှိအောင်စားရမယ်ဆိုလို့ရှိရင်ဒါကိုယ်နဲ့တင့်တော်လားမတင့်တော်ဘူးလားတွေ့မတင့်တော်ရင်ဘယ်လောက်ကြိုက်လို့စားတာမဟုတ်ဘူးနော်ကြိုက်မကြိုက်နဲ့မဆုံးဖြတ်နဲ့အဲ့ကြတော့ကိုယ်နဲ့တင့်တော်တယ်မတင့်တော်ဘူးသိရမယ်တင့်တော်တဲ့အစားအစာတောင်မှပဲအတိုင်းအတာတစ်ခုနဲ့စားရမယ်ဥပါဣတိယဥပါဒုစိတ်နဲ့တူတူပဲအပြစ်ဒုက္ခရောက်တယ်နော်အဲ့လိုဆိုလို့အဲ့တော့မြတ်စွာဘုရားလူဘဝမှာထောင်းစီအောင်ကိုလိုက်နာရတယ်ဘယ်ဆူတောင်းနဲ့ရမယ်ဆိုဒါတွေပဲလုံးနော်တကယ်တော့လက်နာမြတ်စွာဘုရားရဲ့တရားတော်တွေအကုန်လိုက်နာကျင့်သုံးဖို့လုပ်ထားတာအဲ့ဒါတတွဲမှတ်ထားဖို့ဣန္ဒြိယေတုကုဋ္ဌဒွါရတာတကားကိုတတိနဲ့စောင့်ချက်နော်တတိထားဘောဇနိမတ္တညုတာအစာစားလို့ရှိရင်အသိပညာနဲ့စားအဲ့ဒီနှစ်ခုဒါတည်းနောက်တစ်ခုကလူတွေမှာစွမ်းအားနှစ်ခုရှိတယ်အဲ့စွမ်းအားနှစ်ခုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားပါပြောပဋိသင်္ခါနဖလဘာဝနာဖလပဋိသင်္ခါနဖလဆိုတာပညာပဲသူကနော်ပဋိသင်္ခါနဆိုတာဘယ်ကိစ္စပဲဖြစ်ဖြစ်ဆင်ခြင်စဉ်းစားတာနော်ဆင်ခြင်စဉ်းစားတာဒါလို့ရင်အကျိုးအပြည့်ကိုဆင်ခြင်စဉ်းစားမယ်ခုနစားတဲ့ကတဲ့တာစားမယ်ဆိုရင်အကျိုးကပါမတဲ့တာစားရင်အပြစ်ကပါနော်ကာယကမစိကမနောကနဲ့ပတ်သက်ပြီးတော့နော်ဒါလို့ရင်ဘယ်လိုအပြစ်ဖြစ်ပဲဒါလို့ရင်ဘယ်လိုအကျိုးရှိပဲဆိုအကျိုးအပြစ်စစ်ပြီးတော့ဆင်ញင်သုံးသပ်တာကိုပဋိသင်္ခါနလို့ခေါ်တယ်။ဘာဖြစ်ဆင်ញင်တို့တရားရှိရမယ်ပြောတာနော်။ဘာဝနာပလဆိုတာအသိဉာဏ်တိုးတက်အောင်လေ့ကျင့်ရမယ်။ဥပမာတတိကိုလေ့ကျင့်တဲ့အခါထွက်လေဝင်လေမှတ်ပြီးတတိကိုလေ့ကျင့်တယ်။နော်အသိဉာဏ်တွေတိုးတက်လာအောင်လေ့ကျင့်တယ်။အဲ့ဒါကိုဘာဝနာပလလို့ခေါ်တယ်။ပဋိသင်္ခါနပလဘာဝနာပလမကောင်းမှုဒုစရိုက်တွေလုပ်လို့ရှိရင်မကောင်းမှုဒုစရိုက်တွေရဲ့ဆိုးကျိုးဆိုတာရှိတယ်ဒါဆင်ញင်သုံးသပ်တာနော်ဘာဝနာပလဆိုတာတတိနဲ့ပညာတွေတိုးတက်လာအောင်လေ့ကျင့်ယူတာအဲ့ဒါဘာဝနာပလဟောအဲ့ဒါတွေကအလုံးကိုအရေးကြီးတယ်လို့သူဆိုလို့တယ်နော်လို့ဆိုလို့တယ်နောက်တစ်ခုကဘာတော့ဆိုအဆင့်တစ်ပြေးပြေးမြင့်လာတဲ့အခါကျတော့သီလတမ္ပရာဒိဋ္ဌိတမ္ပရာတမ္ပရာတရားနှစ်ပါးသီလတမ္ပရာကိုကျင့်သီလနဲ့ပြည့်စုံရမယ်ကိုကျင့်သီလဆိုတာတခြားမဟုတ်ဘူးကိုရီလက်ရောက်မလုတ်တင်တာကိုမလုတ်ခြင်းနော်မပြောတင်တာကိုမပြောခြင်းအကျဉ်းချုပ်ကတော့အဲ့ဒါပဲမလုတ်တင်တာမလုတ်နဲ့မပြောတင်တာမပြောနဲ့လောကမှာမသိတင်တာတော့မရှိဘူးအလုံးသိတင်တယ်နော်မပြောတဲ့နာနဲ့မလုပ်တဲ့နာပဲရှိတယ်မသိတဲ့မှုဆိုတာတခုမှမရှိဘူးဒါပေမဲ့လူတွေကတော့မသိအောင်လုပ်ကြတယ်နော်အမေမသိစေနဲ့ဖေမသိစေနဲ့တော့အဲ့လိုဟာမျိုးတွေမှန်တော့သိတာတော့အကျိုးရှိသိတာနဲ့လှုပ်တာနဲ့တခြားစီလေမြတ်စွာဘုရားအကုန်သိတယ်လေအကုန်သိတယ်ဒါပေမဲ့လို့ပြောတဲ့အခါမှာပြောတဲ့နာမှာပြောရမယ်မပြောတဲ့နာမှာပြောအောင်အဲ့ဒါကြကန့်သက်ရှိတယ်လှုပ်တဲ့နာမှာလှုပ်ရမယ်မလှုပ်တဲ့နာမလှုပ်အောင်အဲ့ဒါကိုကန့်သက်ထားတဲ့အပိုင်းခြားတစ်ခုလှုပ်ထားတာကိုသီလလို့ခေါ်တာစီကံချက်ထားတာဒီစီကံကိုဘောင်မကျော်တဲ့ဆိုလိုတာကရှေကံတစ်ခုတိဆောက်ထားတယ်ဆိုရေတွေကိုထဲထဲမှာတီးပြအောင်လုပ်တာလေဘောင်မပါဘူးဆိုရင်ဒီရေစီးထွက်သွားမှာပေါ့အဲ့ဒါကြောင့်စီတို့ကန်းတို့ဆိုတာအဲ့ဒါကိုပြောတာအဲ့ဒီလာတာကန်းကမြစ်ရည်တွေကိုပိရှံတွဲမတော့ထိန်းတာကန်းနော်အကောင်းလောင်နေမဝင်အောင်စီယုကတာစီအဲ့ဒါကိုကြည့်ပြီးတော့စီကန်းလို့ဒီလိုသုံးလိုက်တာပါမှာဗျာစီတို့ကန်းတို့ဆိုတာအဲ့ဒါပြောတာချန်စီယုတို့ဘာလို့ဆိုတာစီပဲလေအဲ့ဒီစီကိုမကြော်တာသီလလို့ခေါ်တယ်အိမ်ချမ်းတော့စီကတ်ကြပါတယ်လူတွေကအိမ်ချမ်းတော့စိတ်ခတ်ကြတယ်ကိုယ်အိမ်ချမ်းတယ်မှာအဝိမခံဘူးသို့တော့ကိုယ်တဏ္ဍမှာသီလနဲ့ပတ်သက်လို့ကတော့ကျူးလွန်ဖောက်ဖျက်စီမရှိတော့အဲ့ကြ
အဲ့ဒါစီးရှိဖို့လိုတယ်ပေါ့မလုပ်တဲ့နာကိုမလုပ်ရဘူးမပြောတဲ့နာကိုမပြောရဘူးအဲ့တော့သီလဆိုတာအပိုင်းခြားစီကံနော်ကိုယ်နဲ့ပြောရမယ့်ဟာနဲ့ပတ်သက်ပြီးစီကံထားတယ်လုပ်ရမှနဲ့ပတ်သက်ပြီးစီကံထားတယ်အဲ့ဒါကိုသီလတမ္ပရာလို့ခေါ်တယ်ဒိဋ္ဌိတမ္ပရာဆိုတာကြတော့ဘာလို့ဆိုခံယူချက်အယူဆဒိဋ္ဌိတမ္ပရာဆိုတာဒိဋ္ဌိဆိုတာမှန်ကန်တဲ့အမြင်တမ္ပရာပြည့်စုံတာမှန်ကန်တဲ့အမြင်မှန်ကန်တဲ့အမြင်ရှိတယ်လို့မှားတဲ့အမြင်လည်းရှိတယ်ဥပမာမဲ့မှန်ကန်တဲ့အမြင်က10ချက်မှားတဲ့အမြင်က10ချက်လို့ထားတယ်နော်အဓိကအနှစ်ချုပ်ကတော့ဘာလို့ဆိုရင်ကံတရားရဲ့အကျိုးကိုညှင်းပယ်တာမှန်တဲ့မှားတဲ့အမြင်ပဲနော်နတ္ထိဒိဋ္ဌံနတ္ထိယိဋ္ဌံနတ္ထိဟုတံဆိုရယ်အဲ့ဒီစကားလုံးကစာပြီး10ချက်ဟောထားတာရှိတယ်ပြဆိုဗျာနတ္ထိဒိဋ္ဌံဆိုတာပေးတာကဏ္ဍလှူတာအကျိုးမရှိဘူးပြောတယ်ကျိုးရှိတာပေါ့ပေးလိုက်လို့ရှိရင်ကိုယ်လွတ်တာပေါ့ဒုက္ခရောက်မှတော့လွတ်သေးတယ်ပေးတာအကျိုးရှိတာပေါ့မရှိပဲနေမလားနော်ပေးလိုက်လို့ရှိရင်ဒုက္ခမရောက်ဘူးနတ္ထိဒိဋ္ဌံနတ္ထိယိဋ္ဌံအကြီးကျယ်လှူဒန်းတာအကျိုးရှိတယ်ဟုတပူဇော်ပတ္တရာအကျိုးရှိတယ်တော့ကိုလို့တဲ့ဟာတစ်ခုကအလဟတမဖြစ်ဘူးသူကတဘာဝတရားဆိုတာတုံ့ပြန်မှုရှိတယ်ဘယ်ဟာမှအလကားမဖြစ်ဘူးကိုလုံးတဲ့အတိုင်းပြန်ပြီးတော့တုံ့ပြန်တာပေါ့နော်အဲ့တော့ဒိဋ္ဌိတမ္ပရာဆိုတာအဲ့ဒါကိုလက်ခံပေးရကနာလူရတနာဟာကျိုးရှိတယ်လို့လက်ခံတာအဲ့ဒါ၃ခုအဋ္ဌိဒုက္ခဒုက္ခဒနာကမ္မနာဖလံဝိပါကောကုသိုလ်ကံအကုသိုလ်ကံရဲ့အကျိုးလက်ခံတာတစ်ခုနော်၄ခုရှိသွားပြီအဋ္ဌိပရောလောကောအဋ္ဌိအယံလောကောအဋ္ဌိပရောလောကောဒီလောကဆိုတာရှိတယ်ပရလောကဆိုတာရှိတယ်အဲ့ဒါနှစ်ခုနောက်တစ်ခါအဋ္ဌိမာတာအဋ္ဌိပိတာအမေကိုပြုစုလုပ်ကြွေးတာအကျိုးရှိတယ်အမေကိုစော်ကားရင်အပြစ်ရှိတယ်အဖေကိုပြုစုလုပ်ကြွေးတာအကျိုးရှိတယ်အဖေကိုပြုစုလုပ်ကြွေးတာစော်ကားရင်အပြစ်ရှိတယ်ဟောအဲ့ဒါကနှစ်ခုအဋ္ဌိဩပပတ္တိကတတ္တာသိပြီးရင်ပြတ်မွေးမဲ့တရားဆိုတာရှိတယ်ယဟန္တာကလွဲရင်ကျန်တာတွေပြန်ဖြစ်မှာပဲလေအဲ့ဒါမရှိဘူးလို့ဆိုရင်ဒါအယူဆမှားတာတကယ်ရှိတယ်လို့ဆိုလို့နောက်ဆုံးကတော့အဋ္ဌိလောကေသမက္ကတာသမ္မာပฏิပန္နာလောကကြီးအကြောင်းကိုမှန်သိပြီးတော့အကျင့်ကောင်းလို့ထူးချွန်ထက်မြက်တဲ့အသိဉာဏ်ရသွားတဲ့ပုဂ္ဂိုလ်တွေဆိုလိုတာဖရာလောကမှာအသိဉာဏ်ကြီးမားတဲ့ဖရာဆိုတာရှိတယ်လို့လက်ခံတယ်အဲ့ဒီလက်ခံတဲ့အချက်10ချက်အဲ့ဒီ10ချက်နဲ့ပြည့်စုံလို့ရှိရင်ဒိဋ္ဌိတမ္ပရာလို့ခေါ်တယ်နော်ဒိဋ္ဌိတမ္ပရာလို့ခေါ်တယ်အဲ့ဒီဒိဋ္ဌိတမ္ပရာမှန်ကန်တဲ့အမြင်နဲ့ပြည့်စုံတယ်တခြားတက္ကာယဒိဋ္ဌိတို့ဘာလို့ဒါတွေပြောတာမဟုတ်ဘူးနတ္ထိကဒိဋ္ဌိဆိုတာခုနမရှိဘူးလို့ညင်းဆိုတာအဲ့ဒါရဲ့ဆန့်ကျင်မဲ့ရှိတယ်လို့လက်ခံတာဒိဋ္ဌိတမ္ပရာပဲเนาะအဲ့လိုဆိုလို့တယ်အဲ့တော့ဆိုလိုတာနှစ်ချုပ်ပြောလိုက်မယ်ဆိုရင်ကိုလုထာကိုရတယ်ဆိုတာလက်ခံတာပဲလေကိုလုထာကိုရတယ်လောကကြီးဟာကိုလုထာကိုရတယ်လောကကြီးမှာအကျိုးပြုတာတွေရှိတယ်နောက်ဘဝဆိုတာရှိတယ်ဆိုတာလက်ခံတာပဲအဲ့ဒီလက်ခံလို့ရှိရင်ဒိဋ္ဌိတမ္ပရာအဲ့တော့သီလတမ္ပရာသီလရှိရမယ်ဒိဋ္ဌိတမ္ပရာမြင်ရှိရမယ်နောက်တစ်ခုကတော့စင်ကြယ်မှုနှစ်ခုကသီလဝိတ္တုနဲ့ဒိဋ္ဌိဝိတ္တုသီလဝိတ္တုဆိုတာကိုယ်သီလဟာပြည့်စုံရုံနဲ့မကဘူးလုံးဝတန်ရှင်းစင်ကြယ်တယ်နော်အညစ်အကြေးလုံးဝမရှိဘူးကိုယ်သီလကိုအာမခံတယ်တွေးလိုက်တဲ့ဝမ်းသာမှုကိုဖြစ်စေတယ်သီလဝိတ္တုဘာမှအစွမ်းအထင်မရှိဘူးဘယ်နေရာတော့သီလကျိုးတယ်ဆိုတာမရှိဘူးအဲ့လိုသီလနဲ့ပတ်သက်ရင်သီလဝိတ္တုစင်ကြယ်မှုကိုရောက်စေတဲ့ကိုကျင့်သီလနော်သီလဟာစွမ်းကုန်စင်ကြယ်တဲ့အဆင့်
ဆိုအကျိုးပေါက်ပြောက်ကြမရှိဘူးတွေးလိုက်ရင်စိတ်ကြည်နူးမှုကိုဖြစ်စေတယ်အဲ့ဒီသီလကိုဆိုလို့တယ်ပေါ့နော်အဲ့ဒါကဒိဋ္ဌိဝိတ္တုဆိုတာဒီထူးခြားတဲ့အသိဉာဏ်တစ်ခုရရှိဖို့အတွက်အခြေခံကံတရားရဲ့အကျိုးလက်ခံတဲ့အမြင်အဲ့ဒါဘာနဲ့ပတ်သက်တုံးဆိုဒိဋ္ဌိဝိတ္တုကကမ္မတက္ကတာဉာဏ်နဲ့ကံသားလင့်ကိုယ်ပိုင်ဥစ္စာရှိတယ်ဆိုတော့ကိုလှုပ်တာကိုရတယ်ဆိုတဲ့ခံယူချက်ပဲနော်ကမ္မတက္ကတာဉာဏ်နောက်တစ်ခုကသစ္စာနုလောမိကဉာဏ်ဒါတော့ဝိပဿနာဉာဏ်ကိုပြောတာနောက်တစ်ခုကမဉ္ဇဏ်နဲ့ဖို့ဉာဏ်အဲ့ဒါတွေကဒိဋ္ဌိဝိတ္တုလို့ခေါ်တယ်အစင်းမြင့်နေပေါ့နော်အဲ့တော့တမ္မာအပြင်လူတွေရနိုင်တာတော့ကမ္မတက္ကတာဉာဏ်ကံတိသာလင်ကိုယ်ပဲဥစ္စာဖြစ်တယ်ဘာလို့လို့ကောင်းတာလို့ဆိုတာလို့ကောင်းကျိုးဆိုးကျိုးကိုယ်ပဲအမွေခံရမယ်လို့ခံယူချက်ရှိဒါအင်္ဂလိပ်လိုတော့ responsibility လို့ပြောတာ responsible ဆိုတာကိုလို့တာကိုတာဝန်ရှိတယ်လို့ဆိုလို့တယ်နော်အဲ့ဒီခံယူချက်ရှိဖို့လို့ကိုလုံးတာကိုတောင်းရှိတယ်လို့မသိတဲ့လူကအဲ့ဒါအသိဉာဏ်မရှိတာဖြစ်တယ်ပေါ့အဲ့တော့ကံဆိုတာကိုလုံးတဲ့အလုပ်တွေနဲ့ပတ်သက်ပြီးပြောတာအဲ့တော့ကိုလုံးတာကိုတောင်းရှိတယ်ကောင်းတာလုပ်ရင်လည်းကောင်းတဲ့တောင်းမကောင်းတာလုပ်ရင်လည်းမကောင်းတဲ့တောင်းဆိုတာယုံကြည်မယ်အဲ့ဒါဘာလို့ဆိုလူတော်လူကောင်းဖြစ်ဖို့အတွက်လန့်ခင့်ပေးတာပဲအဲ့ဒါမှမရှိရင်လူတော်လူကောင်းဖြစ်ဘူးလေသူလုံးချင်တာလုပ်မှာပဲလုပ်ပြီးတော့တောင်းမယူပါဘူးဆိုတဲ့လူကလောကကြီးမှာဘယ်လိုလုပ်နော်ကိုလို့တာကိုတောင်းယူရတယ်ဆိုတာကြတော့လူတိုင်းမဟုတ်တာမလုပ်ဘူးကောင်းတာပဲလုပ်မယ်ဆိုအဲ့ဒီလူတော်လူကောင်းဖြစ်ဖို့အတွက်လန့်ခင့်ပေးတာကမ္မတက္ကတာသမာအဲ့ဒါကိုဒိဋ္ဌိဝိတ္တုလို့ခေါ်တယ်လို့ဒါအဆင့်အနှိမ့်ဆုံးဒိဋ္ဌိဝိတ္တုအဲ့ဒီတဲ့အဆင့်မြင့်တာကြတော့ဝိပဿနာဉာဏ်အလုံးဟာပဲရမှမမြဲဘူးဆိုတဲ့အသိရအဲ့လိုဒီလောကမှာလူတိုင်းအတွက်အမတ္တမအရေးကြီးတဲ့အချက်တွေကိုစုပြီးတော့ဖော်ပြထားတာဖြစ်တယ်။ဒါကိုမှဒီအခြေအနေတွေမရှိသေးဘူးဆိုတော့ရှေ့အောင်ကြိုးစားရမယ်နော်။အဲ့တော့မြတ်စွာဘုရားတရားတော်ကဓမ္မထောင်းစီတယ်ပေါ့။တို့လူတော်လူကောင်းဖြစ်ဖို့အတွက်ဒါတွေလိုအပ်ပါလား။စကားပြောတာကဆက်ဆံရေးအစအကုန်လုံးသင်ပေးထားတာနော်။ပြစ်ကင်းတဲ့ဆက်ဆံရေးစားရတောက်တာနေရထိုင်တာအစပြီးတော့ပြစ်ကင်းတဲ့ဟာတွေအလုံးသွန်သင်ပေးတာလူဝါမှာတန်ဖိုးရှိနေဖို့ဆိုလို့ရှိရင်ဒီချင်းနေရှိဖို့လိုအပ်တယ်ဒါကြောင့်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဆုံးမသိရှိနားလည်ထားတဲ့အခါမှာကိုလိုက်နာကျင့်သုံးရမယ့်အချက်လက်တွေကိုယ်တဏ္ဍမှာရရှိအောင်တတိထားပြီးတော့ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိစချာရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလေနိဗ္ဗာန်ချမ်းသာကိုရမော့ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ရလျက်ဓမ္မတပင်စင်ကျင်ပါပြုလုပ်ကြ၍အဝဒဒါနဓမ္မဒါနတရားအလှူတို့ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတ်တိလေးမြတ်စွာမမတ်သာသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလုပ်ကြရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ဘာကကိုအမိအဖအဖို့အဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်းန
လောကဆောင်တတ်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏30ပုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း